Story Rush Recap Channel အနေနဲ့ပြောင်းလဲကြိုဆိုလိုက်ပါတယ်ဗျ။ဒီနေ့မှာတော့လူတစ်ယောက်ရဲ့ဘဝဟာဆုံးဖြတ်ချက်အမှားတစ်ခုကြောင့်ဘလို့တောင်တွေးအေးတဲ့လူသက်သမားတစ်ယောက်အဖြစ်ပြောင်းလဲသွားနိုင်တယ်လဲဆိုတာကိုရိုက်ပြထားတဲ့ Who Killed Cock Robin ဆိုတဲ့ Taiwan Mystery Thriller ကားကို recap လုပ်ပေးသွားမှာပါ။ဇလန်အစမှာတော့လွန်ခဲ့တဲ့9နှစ်ကမူးဒီထောင်နေတဲ့ညတညပေါ့။အလုတ်တင်တရင်တောက်လေးဒေးဗစ်ဟာတောင်ပေါ်လမ်းမှာကားပြက်ပြီးတောင်တင်နေတော့သူရှိမှတင်ကားတိုင်မှုတစ်ခုဖြစ်သွားတာကိုမြင်လိုက်ရပါတယ်။သူဟာကင်မရာကိုကိုင်ပြီးအနားသွားကြည့်ဖို့လုပ်ပေမဲ့တစုံတစ်ခုကိုကြောက်လန့်သွားသလိုမျိုးချက်ချင်းပဲနောက်လေပြန်ပြေးခဲ့ပါတယ်။9နှစ်အကြာမှာတော့ဒေးဗစ်ဟာတိုင်ပေမြို့မှာနာမည်ရတရင်တောက်တစ်ယောက်ချင်းနေပါပြီ။တညမှာတော့သူဟာမြို့လေးကားမောင်းလာရင်နိုင်ငံရေးသမားတစ်ယောက်ရဲ့ကားတိုင်မှုအရှုပ်တော်ပုံကိုလက်ဆုပ်လက်ကွိုက်ပြီးဓာတ်ပုံတွေရိုက်နိုင်ခဲ့တယ်။ဒီတရင်ကြောင့်သူနာမည်ကြီးလာပေမဲ့ကန်ဆိုးတာကအဲ့ဒီညမှာပဲသူ့ရဲ့ကားစီတိုက်ခံလိုက်ရပြီးပျက်စီးသွားတာပါပဲ။ကားပြင်ဖို့ workshop သွားရဲ့အခါမှာတော့ဆရာကြီး AG ကမင်းကားကအရင်ကတိုက်ဖူးတဲ့ကားအဆုပ်ကြီးအင်ဂျင်တွေရောအပေါ်ပစ္စည်းတွေပါအတုတွေကြီးပဲလို့ပြောလိုက်တဲ့အခါဒေးဗစ်တရားသူ့အယူလုတ်ခံရမှန်းသိသွားပါတော့တယ်။ဒေးဗစ်ဟာသူ့ကားရဲ့မှတ်ပုံတင်ရာဇဝင်ကိုစစ်ကြည့်လိုက်တဲ့အခါမှာတော့ထိတ်လန့်စရာအမှန်တရားကိုသိလိုက်ရတယ်။အဲ့ဒါကတော့သူ့ကားဟာလွန်ခဲ့တဲ့9နှစ်ကသူ့ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ကားတိုင်မှုတွေကကားကြီးဖြစ်နေတာပါ။သူဟာတက်တဲ့တဲ့မကပဲအဲ့ဒီအမှုရဲ့အစိတ်အပိုင်းတစ်ခုဖြစ်နေကြတာပေါ့။သူဟာအဲ့ဒီတုန်းကတိုက်ခံရတဲ့လူနှစ်ယောက်ထဲကမိန်းကလေးဖြစ်သူအီတင်းကိုလိုက်ရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီကြားထဲမှာဒေးဗစ်ကသူ့ချစ်ရတဲ့လွတ်ဖော်ကိုင်ဘတ်မဲဂီနဲ့နီးစပ်ဖို့ကြိုးစားခဲ့တယ်လို့တစ်ဖက်မှာလည်းအလုတ်ပြုတ်မဲ့အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။သူစုံစမ်းရင်းနဲ့တိလာတာကတော့သူယုံကြည်ခဲ့ရတဲ့အချက်လူကြီးမစ္စတာမင်းဟာအဲ့ဒီညကကားကိုတကယ်မောင်းပြီးလူတိုက်ပြေးခဲ့တဲ့တရားခံခဲ့နေတာပါ။ပိုဆိုးတာကမဲဂီဟာမစ္စတာမင်းနဲ့ခိုးစားနေတဲ့အပျော်ပါမင်းကလေးဖြစ်ပြီးအဲ့ဒီညကကားပေါ်မှာသူတို့နှစ်ယောက်အတူရှိနေကြတာပါသူတို့ရဲ့အပစ်ကိုဖုံးကွယ်ဖို့အတွက် workshop ဆရာ AG ကိုကားချင်းလဲခိုင်းပြီး EG ကိုအပစ်ပုံချခဲ့ကြတာပါဒေးဗစ်ဟာအီတင်းကိုကယ်ဖို့ကြိုးစားရင်းရဲအရာရှိမေဆန်ရဲ့အင်ကိုရောက်သွားတဲ့အခါမှာတော့အားလုံးကပြောင်းပြန်ထစ်ကုန်ပါပြီမေဆန်ဟာအီတင်းကိုကယ်ထားတာမဟုတ်ပဲပြန်ပေးဆွဲပြီးညှဉ်းပန်းနှိပ်စက်နေခဲ့တာပါဒီနေရာမှာဇလန်ရဲ့အလဲပေါင်းကစလာပါပြီ9နှစ်ကကားတိုင်းမှုညမှာဒေးဗစ်ဟာကားနားကိုတွားကြည့်ခဲ့ပြီးကားထဲမှာပါတဲ့ငွေ2သိန်းကိုခိုးယူခဲ့ပါတယ်။မေဆန်အီတင်းနဲ့သူမရဲ့ရည်စားဂျွန်တို့ဟာတကယ်တော့ဓားပြာတွေဖြစ်ပြီးကားထဲမှာအဲ့ဒီငွေ2သိန်းပါလာတာပါ။ဒေးဗစ်ခိုးလိုက်တဲ့ငွေတွေကြောင့်ပဲသူတို့ကြားမှာသစ္စာဖောက်ထားတယ်ဆိုပြီးစံတရားတွေဝင်ကြပြီးတယောက်နဲ့တယောက်တက်ဖြတ်အထိဘဝတွေပျက်စီးခဲ့ကြတာပါလေ။နောက်ဆုံးမှာတော့ဒေးဗစ်ဟာမေဆန်ကိုတတ်လိုက်ရုံတင်မကားပဲအသက်ငယ်နေတဲ့အီတင်းကိုလည်းသူ့အပြစ်တွေပေါ်သွားမှစိုးရိမ်လို့ကိုယ်တိုင်တတ်ပစ်လိုက်ပါတော့တယ်။နှစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ဒေးဗစ်ဟာအရင်ကလိုရိုးသားတဲ့လူငယ်လေးမဟုတ်တော့ပဲတွေးအေးတဲ့လူယုံမတိလောက်အဖြစ်နဲ့ယာရူးတွေတက်လာခဲ့ပါတယ်။သူ့ကိုဒုက္ခပေးခဲ့တဲ့မက်ဂီနဲ့မစ္စတာမင်းတို့ကိုလည်းသူကပဲပြန်ပြီးလက်စားချေထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ဇလန်ရဲ့သင်ခန်းစာကတော့မင်းကားပြတ်ရင်ကားထဲမှာပဲငြိမ်ငြိမ်ပြီးနေပါ။သူများကိစ္စသွားမဆက်စူးပါနဲ့။လောဘနဲ့ကြောက်စိတ်ဟာအပြစ်ကင်းတဲ့လူတစ်ယောက်ကိုတောင်နှက်ဆိုးတကောင်ဖြစ်သွားစေနိုင်ပါတယ်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ။နောက်ထပ် recap ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်။အားလုံးပဲတားရတဲ့နေ့လေးဖြစ်ပါစေ။